ကျမနဲ့ပေါင်းများစွာထားခဲ့တဲ့သပင်ရှည်တွေကိုညှက်ပစ်လိုက်တယ်။အိမ်အောင်တက်ဆယ်နှစ်အတွင်းမှာတခါမှမိတ်ကပ်မလိမ့်ခဲ့ဘူးပေမဲ့ကွာရှင်းပြတ်ဆဲတဲ့နေ့မှာတော့အပြစ်ဆိုပွဲမရှိအောင်လှပတဲ့မိတ်ကပ်တွေကိုချဲတာထားခဲ့တယ်။အဲဒီနေ့ကစပြီးကိုယ့်အတွက်ကိုပဲရှင်သန်တော့မယ်လို့တနိထန်ချလိုက်မိလို့ပါပဲ။ဒီလိုမျိုးရုတ်တရက်အကြီးကျယ်ပြောင်းလဲသွားရတဲ့အကြောင်းရင်းကတော့လွန်ခဲ့တဲ့လအနည်းငယ်ကကုမ္ပဏီရဲ့နှစ်တကူအကျိုးညစာစားပွဲမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာကြောင့်ပါ။အဲဒီတုန်းကကျမယောက်ျားကသူ့ရဲ့နှစ်ကုန် bonus က9000ပဲရတယ်လို့ပြောခဲ့ပေမဲ့ညစာစားပွဲမှာတော့သူ့လုပ်ဖော်ကိုင်ဘက်တစ်ယောက်ကကျမကိုလာပြောပါတယ်။မမယောက်ျားက bonus 9000တောင်ရတာနော်။အားကြစရာကြီးရှင်နဲ့ကျမကိုလုံးတောင့်တင်းသွားပြီးစိတ်ထဲမှာ9000ဆိုတဲ့ကနန်းကြီးကပဲနေရာယူသွားတယ်။ပြီးခဲ့တဲ့ညကတင်ကူယွန်ကကျမကိုကုမ္ပဏီအခြေအနေရန်ဆိုးနေလို့အားလုံးရဲ့လစာတွေရှော့ချခံရပြီးဒီ9000ကိုတောင်အပင်ပန်းခံရှာဖွေခဲ့ရတာလို့ညီးတွားပြခဲ့သေးတာလေ။ကျမအိမ်သာသွားချင်အောင်ဆောင်ပြီးဇင်းကြံထောင်းတနေရာမှာပုံရင်ဧကန်ထဲမှာမန်နေဂျာအချို့နဲ့ရေမောမြူထူပြီးစကားပြောနေတဲ့ကူယွန်ကိုလှမ်းကြည့်နေမိတယ်။သူကကိုချက်ဒီဇိုင်းဆန်းဝတ်စုံနဲ့လက်ကဝတ်မှာလည်းတန်ဖိုးကြီးနာရီတစ်လုံးနဲ့တောက်ပလို့နေပါတယ်။ပြီးတော့ကျမကိုပြန်ကြည့်လိုက်မိတယ်။9နှစ်လောက်တက်တန်းရှိနေပြီဖြစ်တဲ့ခေါင်းဝင်ဟောင်းကြီးနဲ့တရေတွေပုံမဲနေတဲ့တောက်ဖက်နဲ့တစုံ9000နဲ့9000ဆိုတဲ့အင်္ဂနန်းတစ်ခုကကျမကောင်းထဲမှာဒရဟောလေပတ်နေတော့တာပဲ။မင်းညကကူယန်ကတင်ပေါ်မှာထိုင်ပြီးကုမ္ပဏီကလူလျှော့တော့မှငါရာထူးကိုထိန်းထားနိုင်တာတင်ပဲတော်တော်ကန်ကောင်းနေပြီလို့တက်ပြင်းချရင်ပြောခဲ့တာတွေကိုပြန်တွေးမိတယ်။သူကပတ်စံအနေငယ်လောက်ပဲဖြစ်ဖြစ်ချွေတာရအောင်အိမ်ကသတင်းစာဟောင်းတွေကိုတောင်ရောင်းပစ်ဖို့ကျမကိုပြောခဲ့သေးတာ။အဲ့ဒီအချိန်တုန်းကသူဘလောက်တောင်စိတ်ဖိစီးနေမလဲဆိုပြီးသူနဲ့အတူစိတ်မကောင်းဖြစ်မိလွန်းလို့နောက်နေ့မှသမီးလေးရဲ့တင်နန်းကိုတောင်ဖျက်ပစ်ဖို့အထိစဉ်းစားခဲ့မိတာ။အခုတော့သူ့ရဲ့ဂျင်းနဲ့ပီတီဖြစ်နေတဲ့မျက်နှာကြီးကိုမြင်လိုက်ရတဲ့အခါကျမတကယ်ကိုဦးကြောင်ကြောင်လူပြက်တယောက်လိုခံစားလိုက်ရတယ်။ကျမထမင်းစပွဲစီပြန်မသွားတော့ပဲကိုယ့်အင်ဂျီကိုဆွဲယူပြီးဟိုတယ်ထဲကနေထွက်လာခဲ့လိုက်တယ်။မျက်နှာပေါ်ဖြတ်တိုက်သွားတဲ့လေအေးတွေကခေါင်းကိုနည်းနည်းကြည်လင်သွားစေပါတယ်။ရုပ်ရှင်တွေကလိုပဲလွန်ခဲ့တဲ့9နှစ်တာကာလကမှတ်တရတွေကခေါင်းထဲမှာတရေရိပ်ဖြတ်ပြေးနေတော့တဲ့လွန်ခဲ့တဲ့9နှစ်ကကျမရဲ့လုပ်ငန်းခွင်အောင်မြင်မှုအမြင့်မားဆုံးအချိန်ပေါ့မင်္ဂလာဆောင်တဲ့နေ့မှာသူကကျမလက်ကိုဆွဲပြီးဒီနေ့ကစပြီးပတ်စံရှာဖို့တာဝန်ကငါအလှည့်ပဲမင်းကလှလှပပလေးနေုံပဲလို့ဂတိတစ္ဆာပြုခဲ့တာကျမလည်းသူ့စကားကိုယုံကြည်ပြီးအလုပ်ထွက်ကအိမ်မှာပဲအေးအေးဆေးဆေးနေခဲ့မိတယ်သမီးလေးအာနန်မွေးလာတော့လေထိန်းတော်ငါရင်စရိတ်ကြီးလုံးလို့ကိုယ်တိုင်ပဲကြည့်ရှုဆောက်ရှောက်ဖို့သူပြောခဲ့ပြန်တယ်ဒီ9နှစ်အတွင်းမှာသူကကျမကိုအိမ်3စရိတ်ဆိုပြီးတစ်လကို3000ပဲပေးခဲ့တယ်လူ3ယောက်စာစားတောက်စရိတ်နဲ့လိုအပ်တာမှန်သမျှကိုလောက်ငအောင်သုံးနိုင်ဖို့ကျမမနဲ့6နာရီဆိုအိယာကထဟင်းသီးဟင်းရွက်တွေဈေးပေါ်နဲ့ရမယ်ဈေးကိုပြေးခဲ့ရတာကျမရဲ့အဝတ်စားတွေအားလုံးကလည်းအထည်ဟောင်းဈေးကဝယ်ထားတာတွေကြီးပဲတန်ဖိုးရှိဆုံးရာဆိုလို့100ဖိုးတောင်မပြည့်ပါဘူးကျမပတ်စံ100ကျော်လောက်ပို့သုံးမိတိုင်းကူယွန်ကရုံးမှာတနေကုန်အလိုလိုက်အကြိုက်ဆောင်ပြီးပင်ပန်းလာရတာမင်းကတော့အိမ်မှာနေပြီးပတ်စံကိုရေလိုသုံးနေတယ်လို့အပြစ်တင်ဆွဆွဲလေးရှိတယ်အဲ့ဒီနောက်ပိုင်းကစလို့ကျမမသုံးတင်တာတွေကိုတပြားမှမသုံးရတော့ဘူးအိမ်စရိတ်ကိုတစ်ဖက်တစ်လမ်းကကူညီနိုင်ဖို့ online ကနေလက်မှုလုပ်ငန်းတွေတောင်လုပ်ခဲ့သေးတယ်သမီးလေးအကြောင်းကလည်းကျမရဲ့မင်္ဂလာတင်တောင်းပတ်စံတွေနဲ့ပဲပေးခဲ့ရတာကျမကတော့တိုးလင်မယားဒုက္ခတွေကိုအတူတူဝေမျှပြီးအေးတူပူမျှဖြတ်တန်းနေကြတာလို့ထင်ခဲ့တာဒါပေမဲ့သူကဘောနက်9000တောင်ရတာကိုကျမကတော့9000ပဲရတယ်လို့လိန်ညာခဲ့တယ်ကျမအိမ်ပြန်ရောက်တော့ရောက်ခမဖြစ်သူကဆိုဖာပေါ်မှာထိုင်ပြီးဇလန်းတွဲကြည့်နေတယ်ဘာလို့ဒီလောက်တောင်နောက်ကျနေတာလဲငါသမီးရင်းတွေကို3ခါတောင်ပြန်နှွေးရတယ်မင်းပတ်စံတွေသွားဖြုံးနေပြန်ပြီမလားလို့စီပြောပါတယ်ကျမမိဖို့ကြောင့်လည်းဝင်ပြီးအိုးထဲကိုကြည့်လိုက်တော့နေ့လေကစာချင်းစက်ကြံကော်ဖီထုတ်ဟင်းတစ်ဝက်ပဲကျန်တော့တယ်ရောက်ခမကိုလှည့်ကြည့်လိုက်မိတဲ့အခါထိမနိုင်သိမ့်မရတဲ့ဒေါသတွေတလိမ့်လိမ့်တက်လာမိတယ်အမေဒီနေ့ကူရနှစ်ကုန်ဘောနက်ထုတ်လာတယ်နော်ငါတိတာပေါ်လို့ပြောပြီးမှရောက်ခမဖြစ်သူကညံ့ကသွားပြီးအကြည့်လွဲကမကြားချင်အောင်ဆောင်ပြီး TV အတန်ကိုကျဲကြီးချဲပစ်လိုက်တယ်ကျမ TV နားတိုးသွားပြီး TV ပလက်ကောင်းကိုဆွဲဖြုတ်ပစ်လိုက်တော့တယ်ရောက်ခမကဝုန်းကနေထရက်ပြီးအော်ပါလေရောနေမှာဖြစ်နေတာလဲပတ်စံဖြုံးတီးတဲ့ဆုံးမဘာတွေတရေပူးနေတာလဲကျမသူမျက်လုံးတွေကိုစိုက်ကြည့်ပြီးကူယွန်က9000ရတာကိုအမေကိုပြောပြတယ်ပေါ့လို့မေးလိုက်တယ်9000ဆိုတဲ့စကားလုံးကိုကြားလိုက်ရတဲ့အခါသူ့မျက်နှာကပြပြတလဲဖြစ်သွားတာတိတိတတ်တာပါပဲအဲ့ဒီ9000သူကဒီနှစ်9000ပဲရတယ်လို့ပြောတာလေးလို့ပြန်ပြောပေမဲ့သူ့လက်ချောင်းလေးတွေကတော့တုံရင်နေခဲ့တယ်ကျမရောက်ခမကဘယ်တော့မှမစိုးပတ်စံနဲ့ပတ်သက်ရင်ရမ်းကစေးနေပြီးလောဘကြီးတက်တဲ့သူတကယ်လို့9000ပဲရတာကအမှန်ဆိုရင်သူကုမ္ပဏီကိုနာရီဝက်လောက်ဆဲဆိုပြီးခေါင်းနဲ့နေရန်ကိုစောင့်မိမတက်ဒေါသထွက်နေမှာအခုလိုဖြစ်နေတာကဂူယွမ်ဘလောက်ရလဲဆိုတာသူကောင်းကောင်းသိနေပြီးကျမကိုလိမ်ဖို့ပူပေါင်းကူညီပေးနေခဲ့တာထင်ရှားတာပေါ့သူပြောနေတာတွေကိုစက်နားမထောင်တော့ပဲကျမအိတ်ခမ်းထဲဝင်လာခဲ့တယ်အခန်းထဲမှာအသက်9နှစ်အရွယ်သမီးလေးအာနန်ကအိမ်စာလုပ်နေပြီးကျမဝင်လာတာမြင်တော့ချိုသားသားလေးပြုံးပြကြတယ်သမီးလေးဝတ်ထားတဲ့အင်ဂျီဆိုရင်လည်းလွန်ခဲ့တဲ့နှစ်ကအိမ်နီးနားချင်းတွေပေးထားတဲ့အဝတ်ဟောင်းလေးပါကျမသမီးလေးအနာတိုးသွားပြီးခေါင်းလေးကိုပုတ်တက်ပေးလိုက်မိတယ်စိတ်ထဲမှာလည်းတဆစ်စစ်နဲ့နာကျင်လို့နေပါတယ်မေဖေကနှစ်တကူအကြိုကြရင်သမီးကိုပန်းချန်လိုက်ပို့မယ်ပြောတာတကယ်ပဲလားဟင်ကျမကိုမချမိအောင်အားတင်းပြီးသမီးရဲ့ကတင်ပေးမှာဝင်ထိုင်လိုက်တယ်ဖေကဒီနေ့ပတ်စံသိမ့်မရှာနိုင်ဘူးသမီးရဲ့တို့တွေအဝေးကြီးကပန်းချန်ကိုမသွားနိုင်တော့ဘူးရိုးရိုးပန်းချန်ပဲသွားကြမလားဟင်လိမ္မာလာတဲ့သမီးလေးအာနန်ကခေါင်းလေးငုံပြီးသူ့ရဲ့လက်ပွားလေးတွေနဲ့အင်ဂျီစာကိုစုပ်ကင်ထားရှာတယ်သူ့မျက်ဝန်းထဲကမျောလင်းချက်အရေးအယောင်တွေကတဖြည်းဖြည်းမိမ့်သွားပြီးရပါတယ်မေသမီးမသွားတော့ဘူးသမီးမရှိတဲ့ပတ်စံတွေအားလုံးကိုဖေကိုပေးလိုက်မယ်ဒါဆိုဖေဒီလောက်ကြီးပင်ပန်းစရာမလိုတော့ဘူးပေါ့တဲ့သမီးလေးရဲ့စကားကိုကြားလိုက်ရတဲ့အခါကျမရင်ဝကိုဓာတ်နဲ့အချက်ပေါင်းများစွာထိုးနှက်ခံလိုက်ရတယ်လို့ခံစားလိုက်ရတယ်သူကကျမကိုလိန်ညာယုံနေမကဘူးသူ့သမီးလေးရတင်ရထိုက်တဲ့ပျော်ရွှင်မှုတွေကိုပါလူယူဖြည့်ဆည်းခဲ့တာပဲသူကတော့9000သော bonus တွေကိုတောက်စားမှုရစ်ပြီးပျော်ပါဖို့နဲ့အသုံးဖြုံးတွေအတွက်သုံးပြနေချိန်မှာသူ့ရဲ့သမီးရင်းခောက်ကတော့သူများပေးတဲ့အဝတ်ဟောင်းတွေကိုဝတ်နေရတယ်ကျမလက်တီးကိုချစ်ပါအောင်ဆုပ်လိုက်ပြီးအဲ့ဒီပတ်စံတွေပဲရောက်ကုန်တယ်လဲဆိုတာကိုမရရအောင်ရှာဖွေဖော်ထုတ်မယ်လို့စိတ်ထဲကနေချိန်ဆိုလိုက်မိတော့တယ်ည7 နာရီခွဲလောက်မှာတော့ဖွင့်တန်ကြားလိုက်ရပြီးဂူယွန်တယောက်အရက်နဲ့1000နဲ့အိတ်ခမ်းထဲဝင်လာခဲ့တယ်ကျမကတင်ပေါ်မှာထိုင်နေရကိုမြင်တော့ခစ်တမျှကြောင်သွားပြီးမှချက်ချင်းပဲမျက်နှာချိုသွေးကာလာဖတ်ဖို့လုပ်တယ်ဒါပေမဲ့ကျမရှောင်ပစ်လိုက်တယ်မိမယာဒီနေ့ငါတကယ်ပင်ပန်းလာတာအထက်လူကြီးတွေကအတင်းတိုက်လို့မူးလာတာပါကျမသူ့ကိုအေးဆက်ဆက်အကြည့်တွေနဲ့စိုက်ကြည့်နေမိတယ်သူ့ရဲ့ရှက်အင်ဂျီကော်လာပေါ်မှာနှက်ခမ်းနေဆုံးထင်နေတဲ့အစအနအနှဲငယ်ကိုမြင်လိုက်ရတဲ့အခါဒေါသတွေကိုအောင်အီးတီးခံရင်းမေးလိုက်တယ်ညစာစားပွဲမှာအထက်လူကြီးတွေပြောတာဘောနပ်စ်ကတကယ်ပဲ9000ပဲလားဂူယွန်ကစိတ်ပြက်အားလျော့ဟန်မျက်နှာပေးနဲ့ငါ့ကိုလာမပြောပါနဲ့တော့မိမယာကု
ကုမ္ပဏီကလူတွေအများကြီးရှော့တော့မှဒီ9000ကိုတော့ငါရပါဦးမလားမသိဘူးတဲ့သူကဖုန်းကိုထုတ်ပြီး screenshot အတူတခုကိုပြလာတယ်တကယ်လို့သူ့လုပ်ဖော်ကိုင်ဘက်ကသာအမှန်တိုင်းဖွင့်မပြောခဲ့ရင်ကျမဒီဇလန်းစင်မှုကိုအဟုတ်မှတ်ပြီးယုံပြီးတော့မှသူ့ရဲ့ဟန်ဆောင်ကောင်းလာတဲ့မျက်နှာကြီးကိုကြည့်ပြီးယွန်ရှာမိတာကလွဲလို့ဘာမှမရှိတော့ဘူးကျမဖုန်းကိုပြန်ပေးလိုက်ပြီးဒါဆိုလဲပြီးတာပါပဲမနေ့ပြန်ကြရင်နောက်လအိမ်ချင်းငွေသွင်းဖို့မိဘတွေစီသွားပြီးပတ်စံအနေငယ်ချေရတော့မှာပေါ့လို့ပြောလိုက်တယ်ဂူယွန်ရဲ့မျက်ဝန်းတွေထဲမှာကျင်းနဲ့အားရသွားတဲ့အရေးအယောင်တွေဖြစ်ပြေးသွားပြီးစိတ်မကောင်းပါဘူးမိမယာဒီလိုအခြေအနေဆိုးကြီးကုန်လွန်သွားရင်မင်းကိုထိုက်တန်တဲ့ဘဝမျိုးပေးပါမယ်သွားရေချိုးလိုက်ဦးအရက်နဲ့တွေနဲ့စော်နေတာပဲသမီးကိုသွားမနှောက်ရှက်နဲ့လို့ပြောတော့သူကခေါင်းငိမ်ပြီးရေချိုးကန်ထဲဝင်သွားခဲ့တယ်သူဝင်သွားတာနဲ့ကျမသူ့ရဲ့ကုတ်အင်ဂျီအိတ်တွေကိုအလင်းအမြန်နှိုက်ရှာကြည့်လိုက်မိတယ်တန်မိုးကြီးရတနာဆိုင်တစ်ခုကအယောင်ပြေစာတစ်စောင်ထွက်လာခဲ့ပါတယ်ရက်စွဲကလွန်ခဲ့တဲ့3ရက်ကဖြစ်ပြီးကြားတိတ်ငွေက8800ဖြစ်ကဝယ်ယူထားတာကစိန်ဆွဲကြိုးတကုံးပါလွန်ခဲ့တဲ့3ရက်ကသူ့အလုပ်တွေအရမ်းများလို့အိမ်မပြန်နိုင်ဘူးလို့ပြောခဲ့တဲ့နေ့ပေါ့သမီးလေးအတွက်20တန်ခဲတန်တစ်ချောင်းတောင်မဝယ်ပေးခြင်းတဲ့သူကစိန်ဆွဲကြိုးတကုံးအတွက်တော့ဒီလောက်ပမာဏအများကြီးကိုတွန်းဆုပ်ခြင်းမရှိသုံးပစ်ခဲ့တာပဲကျမဖုန်းကိုထုတ်ပြီးအဲ့ဒီပြေစာကိုဓာတ်ပုံရိုက်ယူလိုက်ကမူလနေရာမှာပဲပြန်ထားလိုက်တယ်နိုင်ဝက်လောက်ကြာတော့ဂူယွန်ရေချိုးကန်တွေကထွက်လာပြီးကတင်ပေါ်လဲလိုက်တာနဲ့ချက်ချင်းအိပ်ပျော်သွားတော့တယ်ကျမသူ့ဖုန်းကိုအသာအရာယူလိုက်ပြီးရောက်ခမရဲ့ငွေနေကနန်းကိုရိုက်ခဲ့လိုက်တော့ဖုန်းမျက်နှာပြင်ပွင့်သွားခဲ့တယ်ဖုန်းထဲကငွေလွှဲမှတ်တမ်းတွေကိုကြည့်လိုက်မိတဲ့အခါကျမအသက်ရှူတောင်မှားမတက်ဖြစ်သွားရတယ်လွန်ခဲ့တဲ့3နှစ်ကစပြီးလစဉ်15ရက်နေ့တိုင်းပုံမှန်ငွေလွှဲထားတဲ့အကောင့်တစ်ခုရှိနေပြီးငွေပမာဏတွေကလည်း1000 2000ကနေနောက်ဆုံးလတွေမှာဆိုရင်3000ထိတိုးလို့လာခဲ့တယ်ငွေလက်ခံသူနေရာမှာတော့လှုပ်ဝက်အနေနဲ့ပဲပေါ်နေတယ်9နှစ်အတွင်းလွှဲထားသမျှပတ်စံအလုံးကိုပေါင်းလိုက်ရင်စုစုပေါင်း4တန်းကျော်တောင်ရှိနေခဲ့တာပဲကျမ Messenger ထဲကိုဝင်ကြည့်လိုက်မိတဲ့အခါတွေ့ပြတ်မတက်ခံစားလိုက်ရတယ်မောင်ဒေါက်တာကအဆင်ပြေတယ်လို့ပြောတယ်ကျမတို့စီကိုအမြန်ဆုံးလာခဲ့ပါတော့နော်တဲ့ရက်စွဲကလွန်ခဲ့တဲ့9နှစ်နွေဦးကာလကျမအာနန်လေးကိုကိုဝင်ဆောင်ထားရပြီးအော့အန်ကာပင်ပန်းနေခဲ့ရတဲ့အချိန်ပေါ့ချက်ပေါက်ထဲမှာဂူယွန်နဲ့အခြားမျိုးသမီးတယောက်ရဲ့ချိုသားလာတဲ့အပြန်အလှန်စကားလုံးတွေနဲ့ပြည့်နှက်နေတယ်အဲ့ဒီအမျိုးသမီးရဲ့နာမည်ကဆူယောင်နဲ့ဖုန်းထဲမှာဂူယွန်နဲ့မျက်လုံးချင်းချွတ်ဆွတ်တူတဲ့ကလေးငယ်လေးတယောက်ရဲ့ဓာတ်ပုံတွေလည်းရှိနေပြီးအဲ့ဒီကလေးကဒစိအကောင်းစားအဝတ်စားတွေကိုဝတ်ဆင်ထားကကျယ်ဝန်းပြီးစိန်ကြလာတဲ့တိုက်ခန်းအကျယ်ကြီးထဲမှာနေထိုင်နေတာသားကအမှတ်အကောင်းဆုံးရထားတယ်မောင်စုတစ်ခုခုပေးရမယ်နော်လို့ပို့ထားတဲ့စာကိုဂူယွန်ကအတန်ဖိုင်နဲ့ပြန်ပြောထားတာကစိတ်မပူပါနဲ့ဒီနှစ်ဘောနက်က9000ရတယ်မနက်ဖြန်စပေါ်ငွေသွားသွင်းပေးမယ်အဲ့ဒီတိုက်ခန်းကိုမင်းနာမည်နဲ့ပဲထားပေးမယ်တဲ့ကျမဒေါသတွေကြောင့်တကူလုံးတုံရင်နေတဲ့အချိန်မှာပဲဆူယောင်စီကစာအစ်တစ်စောင်ထပ်ဝင်လာပြန်တယ်မောင်သားလေးဖျားနေလို့ငိုတာမရက်ဘူးအကြောင်းပြချက်တစ်ခုခုပေးပြီးလာခဲ့ပါဦးလားဟင်အဲ့ဒီအချိန်မှာတင်ဖုန်းလေးကိုဗီဒီယိုကောခေါ်ဆိုမှုတစ်ခုဝင်လာခဲ့ပြီးစူးချလာတဲ့ဖုန်းမီတန်းကအိတ်ခမ်းရဲ့တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်တော့တယ်ကျမပြတလဲနဲ့အဲ့ဒီဗီဒီယိုကောခေါ်ဆိုမှုကိုပိတ်ပစ်ဖို့စူးစမ်းလိုက်တဲ့အချိန်မှာပဲနောက်ကျောဘက်ကနေအိတ်ဆက်ပြီးကြီးမားလာတဲ့လက်တစ်ဖက်ကကျမရဲ့လက်ကောက်ဝတ်ကိုကြစ်ကြစ်ပါအောင်အတင်းလာရောက်ဆုပ်ကင်ဖြစ်နေလိုက်ပါတော့တယ်